ပါဝါမာဂုံနဲ့စားမှာတော့ကြမ်းလုံးနဲ့ထုံးမင်းအောင်အားလုံးပဲမင်္ဂလာပါဘာမီစပေါ့တီဗီကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရီထုံးမင်းအောင်ကထွန်းမဲလို့မျိုးဆက်တွေတဲကမှအကောင်းဆုံးဖိုက်တာဖြစ်နိုင်တယ်လို့ပြောခဲ့တာအခြားကြောင်းတော့မဟုတ်ပါဘူးသူရဲ့ငယ်ကုန်းလုံရဲကန်ရဲတဲ့စိတ်အသေးဆွဲစားနဲ့မာဂုံတို့ကြောင့်ပဲဖြစ်ပါရီထန်တို့နဲ့ပွဲဆက်မှာသူပြသသွားခဲ့တဲ့တက်တီကတော့မနေပါဘူးထန်တို့ကအတွေ့အကြုံရဲ့ဖိုက်တာထိုင်းဖိုက်ကနေဝင်ဆိုပြီးတော့ရှိန်နေတာမျိုးလည်းလုံးဝမရှိပါဘူးသူကပဲတပွဲလုံးအဆောင်ကစားသွားပြီးတော့အလေးထူတော့မှနိုင်တဲ့အထိကိုမှနီးစက်ခဲ့တာပဲဖြစ်ပါရီဒါပေမဲ့လည်းလိုအပ်ချက်လေးတွေကတော့ရှိပါရီဒီနေရာမှာနားလေစေချင်တာကကစားသမားကိုဖြစ်ထွန်းစေချင်လို့ပိုကောင်းလာစေချင်လို့ပြောတာဖြစ်ကြောင်းသိစေချင်မိပါရီထုံးမအောင်ကသူ့ရဲ့ခွန်အားကိုမထိန်ချုပ်တတ်သေးပါဘူးထန်တုံကအားကုန်လိုက်ထုံးရဲ့ရှေ့ကိုခေါင်းဆိုင်ပြီးကျွန်းကြပါရီဒါကမဖြစ်သင့်ဘူးဖြစ်ပြီးတော့စပလက်လိုထဝက်ချိုင်းတို့လိုဖိုက်တာတွေနဲ့တွေ့မယ်ဆိုရင်တော့တောင်ရိုက်ခံရတာဒူးတိုက်ခံရတာတွေဖြစ်ကုန်မှာပါဒါမျိုးကကိုကလည်းအားနဲ့ဝင်သူကလည်းပြန်ထောက်ဆိုတော့ထိနာပြီးတော့တခါလေးကြာသွားနိုင်ပါရီထန်တုံကတော့ထုံးမအောင်ရဲ့ပါဝါကိုကြောက်နေခဲ့တာကြောင့်မွေးရဲခဲ့ပါဘူးမြန်မာဖိုက်တာရဲ့နောက်ထပ်အားနည်းချက်ကပရိယေပါရိုးရိုးဝင်ရိုးရိုးထွက်တာကပြိုင်ဘက်ကိုခံမှန်းရလွယ်စေပြီးတော့ရှောင်းရတိန်ရလည်းဆင်ပြေစေပါရီထုံးမအောင်ရဲ့ပွဲဆအဆုံးတစ်ခါတည်းအပြက်ဖြတ်ဖို့ကြိုးစားခဲ့ပုံကသဘောကျစရာပါမာကုံကလည်းတော်လေးကိုမကောင်းပြီးဒေါ်ယုံတယုံစားသမားဆိုရင်တော့ကြာသွားလောက်ပါပြီထုံးမအောင်ရဲ့ထိုးချက်ကြောင့်မလို့ထန်တို့ကလည်းကြာမလို့ဖြစ်လိုက်သေးပြီးတော့လိုက်ဖြစ်ရင်လည်းတကယ်ကြာသွားနိုင်ပါရီဘာပဲဖြစ်ပါဝမ်းမပွဲရည်အတွက်တိတ်များများမထိုးရသေးတဲ့ကစားသမားကခေါင်းပွဲလေးရတယ်ထန်နှလုံးကစားသမားမျိုးနဲ့လည်းတေပေးခံရတယ်ဆိုတာကတော့တကယ်ကိုမှကောင်းတဲ့ချက်ပါပဲမြန်မာပြည်သက်အင်အားတူးကြောင့်လည်းပါပါရီအတိတ်တွေကလည်းငယ်သေးတာမလို့အများကြီးတိုးတက်အများကြီးကိုကောင်းမွန်လာမှဖြစ်ပါရီထုံးမအောင်နေနဲ့ငယ်တုန်းရွယ်တုန်းပြုပြင်ရလွယ်တဲ့အချိန်မှာကျော်စွာဝင်းတန်းစင်းတို့လိုမျိုးမွေထိုင်းချင်းတစ်ခုကို join တင်နေပြီဖြစ်ပါရီခင်ဗျာ